အားလုံးပဲမင်္ဂလာပါဂျပန်စကားမှာတစ်ဖက်သူရဲ့စကားကိုထောက်ခံတဲ့အခါそうですねဆိုတဲ့စကားလုံးတစ်လုံးပဲသုံးနေကြုံပဲလားそうですねတက်ကိုပိုကောင်းတဲ့စကားလုံးတစ်လုံးရှိပါတယ်အဲ့ဒါအခုပြောပြပါမယ်確かにဆိုတဲ့စကားလုံးလေးပါ確かにကိုမြန်မာလိုတိုက်ရိုက်အဓိပ္ပာယ်ပြန်မယ်ဆိုရင်ဟုတ်လိုက်တာမလွဲအကံပဲမှန်လိုက်တာဆိုတဲ့အဓိပ္ပာယ်ရပါတယ် English လို့ဆိုရင် indeed တို့ sure တို့ certainly တို့အဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်တစ်ဖက်လူရဲ့ idea တွေတစ်ဖက်လူရဲ့စကားတွေကိုထောက်ခံတဲ့အခါဒါမှမဟုတ်ထပ်တူထပ်များခံစားအကြောင်းမှန်လိုက်တာဟုတ်လိုက်တာဟုတ်တယ်နော်လို့ပြောတဲ့အခါမှာသုံးလေးရှိတဲ့စကားလေးဖြစ်ပါတယ်日常会話မှာအင်မတန်ကိုအသုံးများတဲ့စကားလုံးလေးတစ်လုံးဖြစ်တာကြောင့်မှတ်ထားမယ်ဆိုရင်ကျွန်တော် communication လုပ်တဲ့အခါပို့ပြီးတော့ရှုံမွေ့ဖြစ်မယ်လို့ထင်ပါတယ်ဟုတ်ပြီဒါဆိုရင်ဥပမာလေးနဲ့တွဲပြီးတော့လေ့လာကြည့်အောင်今年の夏マジで暑いですね確かにそうですねこのレストラン何でも高いですね確かにでも美味しいからたまにはいいんじゃないんですか例文1လိုမျိုး確かにそうですねဆိုပြီးတော့そうですねနဲ့တွဲပြီးတော့သုံးလို့ရှိပါတယ်例文2လိုမျိုးလဲ確かにပြီးရင်でもနဲ့လဲတွဲပြီးတော့သုံးလို့ရှိပါတယ်ဒဲမိုနဲ့တွဲသုံးတဲ့အခါကျရင်ရှေ့က確かにကဟုတ်တယ်နော်ဆိုတဲ့တစ်ဖက်သူရဲ့စကားကိုထောက်ခံပြီးတော့ဒဲမိုရဲ့နောက်ကအကြောင်းအရာကတော့ကိုယ့်ရဲ့ idea ကိုယ့်ရဲ့အမြင်ကိုပြောတဲ့အခါမှာသုံးလေးရှိပါတယ်ဖက်သူရဲ့စကားကိုထောက်ခံတဲ့အခါမှာそうですねဒီလုံးနဲ့သုံးတာမမှားပါဘူးဒါပေမဲ့ဒီ確かにလေးကိုရှေ့ကနေပြီးတော့ထည့်လိုက်မယ်ဆိုရင်တစ်ဖက်သူရဲ့စကားကိုပို့ပြီးတော့အလေးနဲ့ထားတယ်ပို့ပြီးတော့ထောက်ခံရရောက်ပါတယ်တခါတလေကျရင်ကိုယ့်ရဲ့အထက်လူကြီးတွေဒါမှကိုယ့်ရဲ့တငယ်ချင်းတွေနဲ့ပြောတဲ့အခါကျရင်ကိုထောက်ခံတဲ့အကြောင်းအရာမဟုတ်ပေမဲ့သူတို့ကပြောတဲ့အခါမငင်းရှင်တဲ့အတွက်သူတို့နဲ့ relationship ကိုမထိခိုက်စေချင်တဲ့အတွက်ကြောင့်ဟန်ဆောင်ပြီးတော့ထောက်ခံတဲ့အခါမျိုးတွေမှာလည်းသုံးလို့ရပါတယ်ဟုတ်တယ်နော်確かにそうですねပေါ့နော်အဲ့လိုနေရာမျိုးတွေမှာလည်းအသုံးဝင်ပါတယ်ပို့ပြီးမှတ်မိအောင်လို့လေပွန်လေးတွေနဲ့ကျွန်တော်ရေးပြီးတော့ဖော်ပြပေးထားပါတယ်စုံတီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်